လူတွေနဲ့နေ့စဉ်ပြောဆိုဆက်ဆံနေရတဲ့အချိန်မှာစကားပြောတတ်တဲ့သူစကားပြောကောင်းတဲ့သူတယောက်ဖြစ်ချင်သလားဒါဆိုရင်တော့ဒီ podcast လေးကိုဆက်ပြီးတော့နားထောင်ကြည့်လိုက်တော့နော်အဲ့တော့ဇလန်တစ်ခုကိုဘယ်နေရာမှာပဲဖြစ်ဖြစ်စကားကောင်းကောင်းပြောတတ်တဲ့သူတယောက်ကလူပုံလဲမှာဆိုရင်မျက်နှာပွင့်တယ်လူတိုင်းကလည်းခင်မင်သဘောကျကြတယ်ဇလန်စကွက်အပြောကောင်းတဲ့သူတွေစကားပြောကောင်းတဲ့သူတွေစကားပြောတတ်တဲ့သူတွေကတေချာလေ့လာကြည့်မယ်ဆိုရင်သူကစကားလုံးနည်းနည်းနဲ့ချက်ချလက်ချပြောတတ်တာတွေ့ရလိမ့်မယ်လူအများစိတ်ဝင်စားအောင်ဆိုပြီးတော့စကားလုံးတွေကိုအပူကြီးထည့်ပြီးတော့လည်းမပြောဘူးအဓိကအချက်ကိုအပြောင်းမခံမဲနဲ့မှလိုရင်းတူရှင်ဖြစ်အောင်လိုရင်းလဲရောက်အောင်တူနဲ့ရှင်းရှင်းပဲဖြစ်အောင်သူကပြောတတ်ကြတယ်ဒီလိုပြောတတ်တဲ့အတတ်ပညာကလည်းပညာသားပါပြီးတော့မှအမှုပညာမြောက်တာမို့လို့ဒါလေ့ကျင့်တာနဲ့ရနိုင်တဲ့ပညာရဲ့တစ်ခုဖြစ်တယ်အဲ့တော့စကားကောင်းကောင်းပြောတတ်ချင်ရင်လေ့ကျင့်ရုံနဲ့ရပါတယ်ငါခုတော့စကားကောင်းပြောတတ်သေးဘူးဒါပေမဲ့စိတ်မပူပါနဲ့လေ့ကျင့်ရုံနဲ့ရပါတယ်အဲ့တော့ဒီ podcast လေးမှာပြောပြပေးသွားမယ် tips လေးတွေကိုလေ့ကျင့်ပြီးတော့မှစကားကောင်းကောင်းပြောတတ်တဲ့သူတယောက်ဖြစ်လာဖို့ ready ပဲလားအဲ့တော့ပထမဆုံးနံပါတ်1အချက်အနေနဲ့ကရှင်းလင်းကောင်းမွန်တဲ့ဝါကြရည်နဲ့ကိုစကားပြောရဲ့အလေးကျင့်လုပ်ပါတဲ့စကားပြောကောင်းအောင်လို့အလေးကျင့်တစ်ခုလုပ်ပြရမယ်ပေါ့နံပါတ်1ချက်ကဘာအလေးကျင့်လဲဆိုရင်ရှင်းလင်းကောင်းမွန်တဲ့ဝါကြတဲ့ကိုစကားပြောရဲ့အလေးကျင့်ကိုလုပ်ပြရမယ်နံပါတ်2အချက်ကကြတော့သူများကိုစကားပြောရဲ့နေရာမှာလဲရှင်းလင်းကောင်းမွန်တဲ့ဝါကြရည်နဲ့ပြောမယ်ဒီလိုမျိုးသူများကိုပြောရဲ့အခါမှာလဲဂရုတစိုက်လေ့ကျင့်ပြီးသားအောင်မှာဂရုတစိုက်လေ့ကျင့်ပြီးတော့မှပြောဖို့လိုအပ်ပါတယ်နံပါတ်3ချက်စကားလုံးတွေကိုပြပြတတ်တာပြောဖို့တော့လိုမယ်နော်နံပါတ်4ချက်ကတော့ပြတတ်တာပြောရုံနဲ့မကဘဲနဲ့အတန်ကျဲကျဲနဲ့ပြောဖို့လိုအပ်ပါတယ်ဒီလိုအတန်ကျဲကျဲနဲ့ပြောဖို့အတွက်တန်ကျဲကျဲထွက်ပြီးတော့မှစာဖတ်တဲ့အလေးကျင့်တစ်ခုကိုပြုလုပ်ပါတဲ့စကားပြောအထောက်အကူပြုပါရဲ့နော်နံပါတ်5စကားလုံးတစ်လုံးကိုနေ့တိုင်းတိုးပြီးတော့မှမှတ်သားပါမယ်နံပါတ်6တကယ်စကားပြောတဲ့အခါမှာကိုသိရဲ့ဟာကိုပဲပြောဖို့လိုအပ်ပါတယ်နံပါတ်9တခြားသူတွေပြောတဲ့စကားကိုလည်းဂရုတစိုက်နားထောင်ပေးဖို့လိုပါတယ်နံပါတ်10အစည်းအဝေးမှာဆိုရင်ကိုယ့်ရဲ့ပြောဖို့အခွင့်အလမ်းရရှိလို့ကိုသိရဲ့အကြောင်းအရာကိုပြောတင်တာရှင်ထပြီးတော့ပြောဖို့လိုပါတယ်ကြောက်ရွံ့မှုမလိုနဲ့ကြောက်ရွံ့နေရမျိုးဖြစ်နေအောင်နော်နံပါတ်9ဝါကြအရေးသားအပြောဆိုမှန်အောင်ထန်ကြိုင်းကြအောင်လေ့ကျင့်ပါဒါတော့လေ့ကျင့်ပါဆိုပြီးတော့ပြောတဲ့အချက်ပဲပေါ့နော်နံပါတ်10ဇလန်းလေးတစ်ခုပြောတတ်အောင်လေ့လာစူးစမ်းပါဒါလည်းလေ့ကျင့်ပါဆိုတဲ့ပုံစံမှာပဲအဲ့တော့အချုပ်ကတော့ပြောရမယ်ဆိုရင်တော့စကားပြောတတ်အောင်စကားပြောကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုရင်လေ့ကျင့်ရပါမယ်ကိုဘာသာကိုတယောက်တည်းစကားပြောရဲ့ပုံစံမျိုးနဲ့လေ့ကျင့်ရမယ်သူများပြောတာကိုလည်း cue ဆိုင်နားထောင်ပေးရမယ်ပြီးတော့ကိုသိရဲ့အချက်ကိုမှထပြောရမျိုးလည်းဖြစ်ရမယ်စကားလုံးတွေကိုပြတတ်တာကြည်ကြည်လောင်ပြောဖို့ကလည်းလိုအပ်တယ်ဒါဆိုရင်တော့ဒီနေ့ရဲ့ podcast လေးကဒီလောက်ပါပဲအားလုံးပဲပညာတစ်ခုခုရမယ်လို့ထင်ပါတယ်တဒါ